ဒီလိုမျိုးလက်ထဲကနေပတ်စံနေတွေ့ဗီဒီယိုထွက်လာပြီးပြစ်ချရဲ့ trend ကိုကိုကျော်မင်းနိုင်တင်ပေးမှ join မယ်ဆိုတဲ့လူတွေအတွက်ကျွန်တော်ဒီနေ့တင်ပေးတော့မှာဖြစ်ပါတယ်အရန်လွယ်ပါတယ်ပတ်စံခောက်ပုံခောက်နည်းရဲ့လက်ကင်ပုံကင်နည်းရဲ့တည်ရဆိုရင်လူတိုင်း like join လို့ရပါတယ်ထုံးစံတိုင်းပဲကျွန်တော်ပြောတဲ့အတိုင်းတစင်ချင်းစီလိုက်လို့တော့မယ်ဆိုရင်အားလုံးလုံးတက်တော့မှာဖြစ်ပါတယ်ပထမဆုံးကိုပြစ်မဲ့ပတ်စံကိုအလဲကောင်ကနေတဝက်ခောက်လိုက်ပါဒီလိုပုံစံလေးပြီးတော့ရင်ကျွန်တော်တို့ကညာဘက်နဲ့ပြစ်မှဖြစ်တဲ့အတွက်ဘယ်ဘက်ကိုနောက်ထပ်ထပ်ပြီးတော့ခောက်လိုက်ပါကျွန်တော်ပြတဲ့အတိုင်းတေချာလေးခောက်လိုက်ပါကိုက6ရက်ပြည့်ရှင်6ရက်လုံးကိုခုနကပြတဲ့ပုံစံလေးတိုင်းလိုက်ခောက်လိုက်ပါနော်ဒီလိုပုံစံလေးတွေကိုက9ရက်ပြည့်မဲ့ဆို9ရက်ခောက်ပါကိုပြည့်ချင်တဲ့လောက်ကိုဒီလိုပုံစံလေးခောက်လိုက်ခောက်ပြီးသွားပြီဆိုရင်တော့ခောက်ထားတဲ့ဟာလေးတွေကိုစီနီးပြပါမယ်ပထမဆုံးကျွန်တော်တို့ခောက်ထားတဲ့ဟာလေးကိုဒီလိုလေးကင်ပြီးတော့အဲ့လိုလေးဖြဲလိုက်မယ်ဖြဲပြီးသွားရင်နောက်တစ်ရွက်ကိုကြားလေးတွေကိုထည့်ပါမယ်ပြီးသွားရင်ဒုတိယတစ်ရွက်ကိုလည်းခုနကလေးပဲထပ်ပြီးတော့ဖြဲလိုက်မယ်ဖြဲပြီးတော့ကြားလေးတွေကိုထည့်ပါမယ်ကျွန်တော်ပြရတဲ့အတိုင်းတေချာလေးတိုက်လို့သွားနော်လွယ်လေးပြီးရင်နောက်တစ်ရွက်ထည့်အဲ့လိုမျိုးထပ်ဖြဲနောက်တစ်ရွက်ထပ်ထည့်မယ်အဲ့ဒီအရွက်ကိုပဲထပ်ဖြဲပြီးတော့နောက်ထပ်အရွက်ထည့်မှာဖြစ်ပါတယ်ဆိုတော့ကိုထည့်ချင်တာကိုဒီလိုပုံစံတိုင်းလေးစီသွားမှာဖြစ်ပါတယ်အားလုံးစီပြီးသွားပြီဆိုရင်တော့ဂျားလေးတွေကိုကျွန်တော်တို့ရဲ့လက်မကိုထည့်လိုက်ပါမယ်ကျန်တဲ့လက်သုံးချောင်းကတော့အပြင်ဘက်မှာဒါမျိုးလေးကင်ထားမယ်လက်ညိုးလေးကတော့ပတ်စံကိုပြုတ်မကြအောင်ဒါမျိုးလေးထိမှာဖြစ်ပါတယ်ဒါပါပဲကင်ပုံကင်နည်းကတော့ဒါလေးပါပဲဆိုတော့ကျွန်တော်တို့ကပတ်စံကိုဘယ်လိုလုပ်မလဲဆိုတော့ပတ်စံကိုပြစ်မယ်ဆိုရင်လက်ညိုးလေးခဏဖယ်မယ်လက်မနဲ့အပေါ်တွန်းလိုက်ပါဒါပါပဲပြီးရင်အဲ့လိုတွန်းပြီးတော့ပြစ်ချတွန်းပြစ်ချထပ်တွန်းမယ်ပြစ်ချမယ်တွန်းမယ်ပြစ်ချမယ်ဒါပါပဲဒါဆိုရင်တော့ရှေ့ကနေကြည့်လိုက်ရင်လက်ထဲကနေပတ်စံနေတောက်လျှောက်ထွက်နေတဲ့ပုံစံလေးဖြစ်နေပါမယ်